လာပါကျွန်တော်ဒီနေ့မိတ်ဆက်ပေးမှာကတော့ကျွန်တော်ဒီမှာ B11 လေးပေါ့နော်ကျွန်တော်ဒီမှာကျွန်တော်ဈေးအမြင့်ဆုံးနဲ့ quality အကောင်းဆုံးပေါ့နော် battery ဆိုလဲကျွန်တော်တို့ lithium lipo4 battery လေးကိုသုံးပေးထားတာဖြစ်ပါတယ်ရုပ်ထွက်ကတော့ကျွန်တော်တို့အရန်မိုက်တဲ့ကျွန်တော် clip design လေးနဲ့ကျွန်တော်လုပ်ပေးထားတယ်ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင် brake ဆိုရင်ကျွန်တော် disc brake တွေနဲ့သုံးပေးထားတယ်ပေါ့နော်ရှေ့လဲ disc ပါနောက်လဲ disc brake သုံးပေးထားပါတယ်မှာဆိုလို့ရှိရင်ကျွန်တော်ဒီမှာ top 3မျိုးပါတယ်เนาะဒါတော့ remove ရှိမယ်ကျွန်တော် top ပါမယ်ကျွန်တော် smart key ပါတယ်ပေါ့เนาะ smart key ကတော့ကျွန်တော်ဒီမှာဒီ screen တင်လိုက်တာနဲ့ screen တန်းပွင့်ပါတယ်ဒီမှာကျွန်တော်ဒါဆိုရင်ပြန်ပိတ်မယ်ဆိုလည်းဒီလို screen တင်လိုက်ရုံပဲဒီမှာဆိုရင်ကျွန်တော်ပြန်ဖွင့်တယ် screen ပြန်ပွင့်ပါတယ်ကျွန်တော် screen မှာဆိုလို့ရှိရင်လည်းဒီမှာကျွန်တော်တို့ parking ပါမယ်เนาะ parking ပါမယ်ကျွန်တော်ဒီမှာ battery percent ပြတယ်ဒီမှာဆိုရင်ကျွန်တော် gear jet ပါတယ်เนาะ gear jet ပါတယ် gear ဆိုကျွန်တော်ချိန်ပြမယ်ဒါဆို2ဖြစ်သွားပြီဒါဆို3ဖြစ်သွားပြီ gear 3ချက်ပါတယ်ကျွန်တော်ဒီမှာဆိုလို့ရှိရင်ဒါမီးပါရှင်းမီးပါဒီမှာကျွန်တော်တို့ဒီမှာပေါ်မီအောင်မီပါတယ်เนาะဒါတော့ home ပါမယ်ကျွန်တော်ဒီမှာဆို signal မီပါမယ် signal မီပါမယ်ပေါ့เนาะဒါဆိုရင်ဒါဆိုရင်ကျွန်တော်တို့ parking close လေးပေါ့เนาะ parking ဖြစ်ချင်တာဖြစ် parking ထားချင်တယ်ဆိုရင် parking လေးကျွန်တော်ဒါဆို parking ပြန်ဖွင့်လိုက်ပြီပေါ့เนาะဒါဆိုရင်ကျွန်တော် parking ပြန်နှိပ်လိုက်ပြီ parking ပြန်ပိတ်သွားပြီเนาะလောဆယ်ကျွန်တော်မောင်းမယ်ဆိုလို့ရှိရင်စထွက်မယ်ဆိုရင်ကျွန်တော် parking လုံးနှိပ်ပြရတယ်နှိပ်ပြီးကျွန်တော်ဒီမှာလေးပါကိုဆွဲမယ်เนาะဒီမှာဆွဲမယ်ဒါဆိုရင်ကျွန်တော် gear 1နဲ့သွားထားတာကီလိုကျွန်တော်63ထိသွားပါတယ်နောက်ပြီးကျွန်တော်အခု2နဲ့ဆက်သွားပြမယ်ဒါဆိုရင်ကျွန်တော်တို့မှာကီလို89ထိသွားပါတယ်เนาะဒါဆိုရင်ကျွန်တော်နံပါတ်3နဲ့သွားမယ်ဒါဆိုကျွန်တော်ဂိတ်ဆုံးဆွဲထားတာ80ကျော်ထိသွားထားတယ်ပေါ့နော်ကီယာ3နဲ့ကျွန်တော်4ပါဆွဲပေးထားတာပေါ့နော်ကျွန်တော် brake ကလည်းဒီမှာကျွန်တော်80ကျော်ထိကိုညှစ်လိုက်တာနဲ့တန်းမိပါတယ်80ထိဖန်ထားတာကိုကျွန်တော်တို့ဒီမှာတစ်ချက်ပဲเนาะကျွန်တော်ဒီမှာကျွန်တော်နောက်မှလည်း display သုံးပေးထားတယ်ပေါ့နော်သူ့ရဲ့ရုပ်ထွက်ကကျွန်တော်တို့ဒီ click ရုပ်ထွက်ကလေးနဲ့လာထားတယ်เนาะပြီးတော့ကျွန်တော်တို့ runny တွေလည်းအပြည့်ပေးထားပါတယ်ကျွန်တော်တို့ဒီ battery ဆိုရင် 1 year ပေးထားတယ် motor controller 1 year ပေးထားတယ်เนาะကျွန်တော်တို့အသွင်းဘူးအစ1 year ပေးထားပါတယ်เนาะ SKD စနစ်နဲ့ထုတ်တဲ့အတွက်ကျွန်တော်ပိုပစ္စည်းလည်းမရှားပါဘူးเนาะနောက်ပြီးတော့ကျွန်တော် license ကလည်းကျွန်တော်တို့ monthly license ကြီးနဲ့4နှစ်ရထားပါတယ်ကဲလို့ကျွန်တော် license တက်တန်း3နှစ်ကျော်လို့ကုန်ခံနေကြ4နှစ်ပြည့်ခံနေကြရင်ကျွန်တော်တို့ AYY license ကိုပြန်ချင်းလို့ရပါတယ်เนาะနေပေါ့နော်ဆိုင်ငယ်စီးနေဖုန်းအသွင်းလို့ရတယ်နော် USB ပေါက်လေးပါကျွန်တော်ဒီမှာဆိုဒါ USB ပေါက်လေးပါထားတယ်ပေါ့နော် USB ပေါက်လေးပါမယ်ဒီမှာဆိုရင်ကျွန်တော်ပစ္စည်းချိတ်တဲ့ချိတ်ကလေးပါမယ်ဒီမှာဆိုရင်ကျွန်တော်ဖုန်းတွေပါလေးထည့်ထားလို့ရတဲ့ anchor ကလေးပါမယ်ပေါ့နော် anchor ကလေးပါမယ်သူ့ရဲ့ဒါအရှိကအကျယ်ဝန်းလေးပေါ့နော်ပစ္စည်းလည်းကောင်းကောင်းတင်လို့ရတယ်ဒီမှာဆိုရင်ကျွန်တော်ဒါအတွင်းပိုင်းပေါ့အတွင်းပိုင်းမှာဆိုလို့ရှိရင်ကျွန်တော် battery ကတော့ဒီကျွန်တော်ဖင်နေကိုအောက်တက်တက်မှာထည့်ပေးထားတယ်lithium lipo4 battery လေးပေါ့နော် lithium battery လေးပါကျွန်တော်တို့ဖြုတ်ဝတ်တက်လည်းလွယ်ကူတယ်ကျွန်တော်တကယ်လို့ခီးဝေးသွားမှဆိုလေအပိုသလုံးဆောင်သွားလို့ရပြီးတော့ဖြုတ်တက်လွယ်ကူတဲ့ lithium battery လေးကိုထည့်ပေးထားတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ breaker လေးထည့်ပေးထားတယ်တောင်းတော့ကျွန်တော်တို့ဒီခီးဝေးသွားတာပဲဖြစ်ဖြစ်ကျွန်တော်ဒီကောင်ကိုအသုံးမပြုပဲရက်ရှည်သုံးမပြုပဲထားမယ်ဆိုလို့ရှိရင် breaker လေးချထားမယ်ဆိုရင် battery ကအားမကုန်ဘူးကျွန်တော် battery ထိခိုက်မှုတက်တာအောင်ကျွန်တော် breaker လေးလုပ်ပေးထားတယ်ပေါ့နော်ဒါလေးတော့ကျွန်တော်ပတ်မှန်ပူလေးပါသူ့ရဲ့အတွင်းခန်းလေးပေါ့နော်ဒီဘက်အောက်က frame လေးတွေပေါ့နော်ဒါဆိုကျွန်တော် short bar လေးတော်တော်ကြီးတယ် frame လုံးလည်းကျွန်တော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 င်းတယ်ပေါ့နော်ရမ်းမိုက်တယ်ကျွန်တော် B11 လေးပါဒီကောင်လေးကတော့ကျွန်တော်တို့ရောင်းစေးကတော့ကုမ္ပဏီဈေးကတော့59သိန်း8000ပါကုမ္ပဏီဈေးက59သိန်း8000ကျွန်တော်တို့တန်စာကတော့ဒီရောက်9000ကျတဲ့အတွက်ကျွန်တော်တို့စုစုပေါင်း60နဲ့9000ရောင်းပေးပါတယ်သိန်း60နဲ့9000ပါခင်ဗျ service ကလည်းကျွန်တော်တို့ဒီမှာပဲအပြီးစီဆောင်ပေးမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်